န်တိုရာချီစပန့်အိုမှာပေါင်တိုလေးတွေပစ္စည်းလေးထပ်ဝင်ပါတယ်ဒီမှာကြည့်9ရောက်မှာဒါမျိုးလေးထုတ်ထားပေးရပေါ့နော်ကာလာလိုင်းကတော့တထုပ်မှဆိုရင်တော့9ရောက်တော့ပါတယ်ပေါ့နော်ကာလာအစုံလေးပြပေးပါမယ်ရှင်9ရောက်မထအောင်တော့ထုတ်ထားပေးပါတယ်အစင်လေးတွေကိုတစ်ချက်ပြပေးမယ်နော်ကနုတ်စင်လေးတွေပါမယ်ဒါမျိုးပေါင်တိုလေးတွေပါဈေးကိုလည်းလေပန်တိုရာချီကိုလေဈေးချိုလေးနဲ့ပေးမှဖြစ်ပါရဲ့ရှင်ဒီမှာနော်ပေါင်ချိန်ဆိုရင်100လောက်ကနေ120 130လောက်ထိတော့ပါမယ်ပေါင်တိုလေးတွေပေါ့နော်အစင်ကာလာအစုံလာပါမယ်အစင်လည်းအစုံလာပါမယ်ကာလာလည်းအစုံလာပါမယ်တစ်ထည်ဟိုမှမမြင့်3500ကျပ်ပဲပေးပါရှင်ငါးတဲ့တစ်ထုပ်မှ18500ပဲကြမယ်နော်ဒါမျိုးအစင်စုံလေးတွေရမှ3500ပန်တိုရာချီစပန့်လေးတွေပါနော်အသားလည်းအရန်ကောင်းတယ်ဝစ်လို့လည်းအရန်ကောင်းတယ်နေရာဒီမှာပေါ့ပေါ့ပပလေးနဲ့ပေါင်တိုလေးရှာနေဒါလေးကိုယူကနုတ်အစင်လေးတွေနဲ့ရမယ်တစ်ထည်ဟိုမှ3500ကျပ်ပါငါးတဲ့ထုပ်မှဆိုရင်ဒါမျိုးလေးထည့်ပေးရပေါ့နော်အစင်စုံလေးထည့်ပေးအယောင်စုံလေးထည့်ပေးတယ်တစ်ထည်မှ3500ဆိုတစ်ထုပ်လုံးမှ18500ပဲကြပ်ပါမယ်ငါးတဲ့ပဲယူ10တဲ့ပဲယူအယောင်ငွေချလေးနဲ့ပို့ဆောင်ပေးတယ်ဆိုင်မှာလက်စိတ်ကြိုက်လာကြည့်လို့ရပါတယ်ရှင်ကျေးဇူးပါ